အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ TTMD ပါဒီနေ့ဗီဒီယိုမှာကျွန်တော်က Minecraft ထဲမှာ Brawl ကြိုက်တဲ့ mod တွေဆို Brawl အနေနဲ့ Ender Dragon မှာပြောင်းလို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တွေ Chicken တွေချားနွားတွေအကုန်လုံး mod တွေအကုန်လုံးပြောင်းတဲ့ add-on လေးတစ်ခုကိုကျွန်တော်မိတ်ဆက်ပေးပါမယ်ဗျ။ဟုတ်ကဲ့ကျွန်တော်အဲ့ add-on ထဲနည်းလေးကိုမပြောခင်မှာကျွန်တော်တို့အရင်ဆုံးကျွန်တော် channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။အဲ့တော့ကျွန်တော်တို့ add-on ထဲနည်းလေးကိုတွားလိုက်ကြအောင်ဗျ။ โอเคပါကျွန်တော်အရင်ဆုံးကျွန်တော်ဒီရဲ့ software လေးလိုပဲဗျဒီရဲ့အခုကျွန်တော်ပြထားတဲ့ဒီရဲ့ software ကျတော့ကျွန်တော် Play Store မှာကျွန်တော်လွယ်ကူတွားပြီးတော့ download ရပါတယ်โอเคကျွန်တော်တွားမယ်ကျွန်တော် MCPE ဒီရဲ့ဆိုပြီးရိုက်ရှာလိုက်ပါโอเคကျွန်တော် download လိုက်ပါနော်โอเคပါကျွန်တော်down ပြီးတာပါအခု update တင်နေပါโอเคကျွန်တော် browser ကို down ပြီးတော့ဆိုလို့ရှိရင် install တင်လိုက်ပြီးလို့ရှိရင် over လိုက်ပါကျွန်တော် EI ကောက်ထဲဝင်မယ် browser ကစဝင်မယ်ဆိုရင်တော့ကြာလိမ့်မယ်ဗျနောက်ပိုင်းဝင်ပြီးတော့ဆိုလို့ရှိရင်တော့ browser မြန်သွားပါလိမ့်မယ်ကျွန်တော်အခုပြထားတဲ့နေရာမှာလူပုံလေးရှိရအဲ့လူပုံလေးကိုချက်လောက်နှိပ်လိုက်ပါအဲ့မှာကျွန်တော်တော့အကောက်ဖွင့်ပြီးတာပေါ့နော် brother တို့ရဲ့ email ရယ်ပြီးရှိ password လေးတစ်ခုရယ်ရိုက်ထည့်ပေးရပါမယ် password ရှင်းလုံးရိုက်ထည့်ပေးရပါမယ် okay ကျွန်တော်အရင်ဆုံးကျွန်တော်များပြထားတဲ့နေရာလေးကိုတွားလိုက်ပါ okay ကျွန်တော်မှာရိုက် MORPHIG ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ် okay ကျွန်တော်ရဲ့အပေါ်ဆုံးဟာကိုကျွန်တော်အပေါ်ဆုံးဟာကိုမထောင်းရဒီအောက်ဆုံးမှာဒီကောင်လေးကိုထောင်းလိုက်ပါဒီပါကျွန်တော်တော့ထောင်းပြီးရမလို့ထောင်းမပြတော့ပါဘူးဒီကောင် Minecraft 1.20.80 ကနေအထက် version တွေအကုန်လုံးထောင်းလို့ရပါတယ်โอเคကျွန်တော် install တင်လိုက်အဲ့ညာဘက်ဘယ်ဘက်တောင်းမှရှိရဲ့မြားလေးကိုနှိပ်လိုက်ပါဟောတောင်းခိုင်းနေလားsorry ပါကျွန်တော်ဒီမှာအဲ့ add-on လေးကိုထောက်လိုက်ပါမယ်โอเคပြီးလို့ရှိရင်ကျွန်တော်ထောင်းမယ်ပေါ့နော်ထောင်းပြီးတော့လို့ရှိရင်ကျွန်တော်ဘယ်ဘက်ကမြားလေးကိုနှိပ်ပါဒီအဲ့မှာကျွန်တော် Minecraft ပေါ်လာ Minecraft လေးကိုရေးလိုက်ပါတော့ခု Minecraft တွေကိုရောက်တော့အဲ့โอเคကျွန်တော်ဒီလိုလေးပေါ်လာရင်တော့ရပါပြီကျွန်တော် play ကိုနှိပ်ပါမယ်ကြာဗျ okay create new ကိုနှိပ်မယ်နောက်ရထပ်နေပါမယ်လို့ရှိရင်ကျွန်တော်တို့ create ကိုပြောင်းပါမယ်လို့ရှိရင်ကျွန်တော်ဒီနေရာမှာ behavior path ဆိုတဲ့နေရာလေးကိုတွားပါမယ်အဲ့မှာကျွန်တော်တို့အဲ့မှာကျွန်တော်တို့ဒီအလေးကို on ပေးရမှာဖြစ်ပါတယ်ကျွန်တော် resource bar ထဲမှာရောက်သွားဆိုရင်တော့ရပါပြီ okay ကျွန်တော် create ထောင်လိုက်ပါမယ်ဘောထောင်လိုက်ပါမယ်ခင်ဗျာ okay ကျွန်တော်ဘောလေးကိုရောက်လာပါပြီကျွန်တော်ဘောလေးကိုခုမှစရောက်မယ်ဆိုရင်တော့ဒီလိုမျိုးကြီးကျွန်တော်ပြေးတာတွေကပါစအကုန်လုံးအမြန်းနေပါပဲ okay ကျွန်တော်မော်တော်လိုက်ကြ okay ကျွန်တော်ရှေ့မှာတိုးပြီးတော့ဒီအဲ့ရတွေကိုတွားမယ်ပြီးလို့ရှိရင်ကျွန်တော်အောက်လေးကိုဆွဲချလိုက်ပါအနီရောင်တုံချောင်းလေးရေအဝါရောင်တုံချောင်းလေးတွေ့မယ်โอเคအဝါရောင်တုံချောင်းလေးနဲ့ပေါ့နော်မြန်လုံးနေဝါရောင်တုံချောင်းလေးနဲ့အဲ့ကောင်လေးကိုထိထားလိုက်ပါမယ်โอเคအောက်ကစားရန်လေးပေါ်လာလို့ကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ဖြင့်ကျွန်တော်လည်းတိုးတကောင်လေးနဲ့ပြောင်းသွားမှာဖြစ်ပါတယ်ဆိုတော့
okay ကျွန်တော်တိုးပြောင်းသွားပြီ။ဘာပေါ့နော်။ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရေဟွာဒီကောင်ကကြတော့ကြာရမော့ပေါ့နော်။မော့ရေအကုန်လုံးကိုကြိုက်တဲ့မော့မဟုတ်ဘဲနဲ့ဟဲ့ကြိုက်လို့ပြောင်းလို့မရပါဘူး။ကောင်ကကြတော့ကျွန်တော်တို့ရေတူချပြီးမော့နေပဲဆိုတာပါ။နောက်လည်းထပ်ပြောင်းလို့ရပါတယ်။ဒီကောင်ကကြတော့လေယာပြောင်းတာပါ။ဟိုကျွန်တော်ဆုံးမပြောင်းသွားပြီဆုံးမပဲပြောင်းနေဟောရတော့ဖင်အန်တာမဲယို့ဟိုကျွန်တော်ကအဲဆိုရင်ကျွန်တော်စတင်လေးကိုတွားလိုက်ပါဦးမယ်စတင်လေးကိုတွားပြီးတော့ကျွန်တော်တို့ spy ပဲပြောင်းကြည့်မယ် okay oh my god ရော yes အန်တာမဲရဲ့တွေးကအဲ့လောက်ထိတော့ရှိရလားရောတလီဘော့ရောအဲ့ဒါမင်းတလီဘော့လို့မရကြည့်ရောအဲ့ဒါမင်းမြေပေါ်ကြီးပြုတ်ချလိုက်ကြည့်ရမယ်ထုံးချိုက်ဒီရလေတလီဘော့လို့မရအော်ဒီကောင်နဲ့တလီဘော့ရတဲ့โอเคပါ sorry ပါဟောရောက်ရှင်နေနေရောက်တလီပို့လို့ရပါမယ်โอเคဟာတော့ငါ gas ကြီးပြောင်းသွားဟုတ်တယ်ရောရေး gas ပြောင်းသွားတာနောက်ရတော့ပါအိုးskeleton ယောဖန်တန်ရောအော်ယောရေးအဲ့လိုမျိုးကျွန်တော်ကြီးအဲ့လိုမျိုးပြောင်းလို့ရပါတယ် oh my god ကျွန်တော်ဖန်တန်ဖြစ်သွားပြီတူ1 square slime ယောကျွန်တော် slime တကောင်ဖြစ်သွားပြီဗျ hello master chickenนี่คงรู้อย่างโอ้ကျွန်တော်ရပါလေဆိုတော့ကျွန်တော် slime တကောင်ဖြစ်နေပါပြီနောက်လည်းတကောင်ပြောင်းရအောင် oh my god စိတ်စိတ်ကတောင်စိတ်ဆိုအမြင်နေရပြုတ်ကြလဲကိစ္စမရှိရောဒီ damage ကဘယ်လောက်ပြောpanda ရဲ့တက်ကတုံးတက်ရောက်လာမဒီပါကျွန်တော်လာမဖြစ်တော့ပြီโอ้ยค่ะนี่ตัวนี่กว่านี่ตัวนี่ดิมันใจโอ้ my อายุโบราณကျွန်တော်အာယုကိုလည်းဖြစ်တော့ရောကျွန်တော်အာယုကိုလည်းဖြစ်တော့ပါပြီဟုတ်စင်ဟေ့ဟုတ်စင်ဆိုโอเคအဲ့ကောင်အောက်ကြဆိုကျွန်တော်အာယုကိုလည်းဖြစ်သွားပါပြီ brother တို့အာယုကိုလည်းအတက်ကိုလည်းချက်ရှိုးလာ oh my god โอเคဒီကောင်ပါ oh my god snowman ဆက်လိုက်ပါတယ်ရှုပ်ကြည့်အောင်ဘိုးမဲနေဘောလုံးပြတဲ့အဖက်လေးပါတယ်โอเคကျွန်တော်မိုက်ပါတယ်ဟောပါဟောစိတ်ပဲပြန်ပြောင်း my god ဖိလေးကြောက်ကျွန်တော်ဖိလေးကြောက်ဖြစ်တော့ပါပြီဟောဒါ perfect ကဲကျွန်တော်ဒီဘောတက်ရလားဒီကောင်နေထိုင်တော့ကျွန်တော်တက်ရတယ်โอเคโอเคမိုက်ပါတယ်ဒီကောင်လေးโอเคနောက်တဲ့ကောင်ပြောင်းတာโอเค
အာယိုကိုလန်နဲ့အတက်ကတော့အတူတူပဲလို့တော့ပြောလို့ရတယ်အာယိုကိုလန်နဲ့အတက်ကအတူတူပဲလို့တော့ပြောလို့ရဗျမိုက်ဒီနောက်ရတော့အာယိုကိုလန်နဲ့oh shit ဒီကောင်လေးကဘာလုပ်မှာတော့ oh my god နော်ဘလေးဖြစ်သွားပါပြီရော့ကျွန်တော်ဘလေးဖြစ်သွားပါပြီခင်ဗျာရော့ကျွန်တော်တမျိုးလုံးဖြက်စီးနေရော့ရော်ကြီးရှိဆိုလွဲ့သွားမှာပြောနေနဲ့ရော့โอเคကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်နေ့ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye ပါ